မက်ဆီရဲ့ပြင်းထန်လွန်တဲ့ကဘာဖလားအကြိုလေ့ကျင့်ရေးအစီအစဉ်ထွက်ပေါ်လာဘာမီဘောလုံးချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဗျအာဂျင်တီးနားစူပါစတာဟာလာမယ့်နွေရာသီမှာသူ့ရဲ့6ကြိမ်မြောက်ကဘာဖလားပြိုင်ပွဲကိုဆင်နွှဲပြီးချန်ပီယံဆုကိုဆက်တိုက်ကာကွယ်ဖို့မျှော်မှန်းထားပါတယ်လီယိုနယ်မက်ဆီဟာလာမယ့်နွေရာသီမှာကျင်းပမယ့်2026ကဘာဖလားပြိုင်ပွဲမှာပါဝင်ကစားမှာလားဆိုတာကိုအခုထိတရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူးသူတကယ်ပဲ100%ကြံ့ခိုင်မှုပြေးဝရဲ့လားဆိုတာကိုနောက်ဆုံးမိနစ်အထိစောင့်ကြည့်သွားမယ်လို့ဆိုထားပေမဲ့အသက်38နှစ်အရွယ်အာဂျင်တီးနားဂန္ဓဝင်ကစားသမားကြီးဟာချန်ပီယံဆုကိုဒုတိယအကြိမ်ဆက်တိုက်ဗိုလ်ဆွဲဖို့ရည်မှန်းထားတဲ့အတိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်နေတာကတော့အသေးချပါပဲမက်ဆီဟာကာတာကဘာဖလား2022မှာအာဂျင်တီးနားအသင်းကိုဦးဆောင်ပြီး1988 1986ခုနှစ်တွေနောက်ပိုင်းတတိယအကြိမ်မြောက်ကဘာဖလားချန်ပီယံဆုကိုဆုခူးပေးနိုင်ခဲ့ပါတယ်ထိုစဉ်ကအသက်35နှစ်အရွယ်ဘာစီလိုနာကျယ်ပွင့်ဟောင်းဟာဗိုလ်ဆွဲခဲ့တဲ့ပြိုင်ပွဲတစ်လျှောက်9ဂိုးသွင်း3ဂိုးဖန်တီးပေးနိုင်ခဲ့ပြီးကဘာဖလားသမိုင်းတစ်လျှောက်ရွှေဘောလုံးဆုဂိုးတန်းဘောကို2ကြိမ်တိုင်ဆုခူးနိုင်ခဲ့တဲ့တဦးတည်းသောကစားသမားအဖြစ်လဲသမိုင်းမှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်2014ခုနှစ်တွင်တစ်ချိန်ရရှိခဲ့ဘူးသည်ပရိသတ်အများစုကတော့မက်ဆီရဲ့အဲ့ဒီလိုသူရေးကောင်းဆန်ဆန်စွမ်းဆောင်ရည်ဟာကဘာအကောင်းဆုံးကစားသမားတစ်ယောက်အတွက်အကောင်းဆုံးဆက်သိမ်းပိုင်းဖြစ်လိမ့်မယ်လို့နှမျောတတစွာနဲ့လက်ခံခဲ့ကြပြီးဒါဟာသူ့ရဲ့နောက်ဆုံးကဘာဖလားပြိုင်ပွဲဖြစ်လာလိမ့်မယ်လို့ယူဆခဲ့ကြပါတယ်အခုထိလည်းဒါဟာနောက်ဆုံးဖြစ်သွားနိုင်ပါသေးတယ်ဒါပေမဲ့လည်းဘောလွန်တော်ရှစ်ဆုရှင်ဟာကာတာကဘာဖလားအပြီးမှာလည်းအာဂျင်တီးနားရဲ့မိုးပြာရောင်နဲ့အဖြူရောင်ဂျာစီကိုဆက်လက်ဝတ်ဆင်ကစားပေးခဲ့ပါတယ်ပြီးခဲ့တဲ့မက်လနိုင်ငံတကာရက်သက်တပတ်ခြေစမ်းပွဲတွေဖြစ်တဲ့မော်ရီတေးနီးယားဇမ်ဘီယာတို့နဲ့ပွဲစဉ်တွေမှာပါဝင်ကစားခဲ့ပြီးဇမ်ဘီယာကို9-0နဲ့ဂိုးပြအနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်းမက်ဆီကတဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့တောက်ကြနေ့မှာတော့မက်ဆီရဲ့အာဂျင်တီးနားအသင်းဖော်လဲဖြစ်အင်တာမိုင်ယာမီရဲ့စူပါစတာတဦးလည်းဖြစ်တဲ့ရိုဒရီဂိုဒီပေါကလာမယ့်ကမ္ဘာဖလားမှာအကောင်းဆုံးကြံ့ခိုင်မှုပိုင်းရရှိစေဖို့မိုင်ယာမီမှာသူနဲ့မက်ဆီတို့အတူတူပြုလုပ်နေတဲ့ပြင်းထန်တဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုဖွင့်ဟလာခဲ့ပါတယ်။လက်ရှိကမ္ဘာအဆင့်3နေရာမှာရှိနေတဲ့အာဂျင်တီးနားအသင်းဟာလာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာရေပန်းအစားဆုံးအသင်းဖြစ်နေပြီးရှုံးထွက်အဆင့်မတိုင်ခင်အုပ်စု G မှာအယ်ဂျီးရီးယား၊အော်စတြီးယား၊ဂျော်ဒန်တို့နဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။နှစ်ဆတိုးမြင့်ထားတဲ့လေ့ကျင့်ရေးအစီအစဉ်ဒီပေါ်ရဲ့ပြောကြားချက်အရသူနဲ့မက်ဆီဟာအင်တာမိုင်ယာမီကလပ်အသင်းရဲ့ပုံမှန်လေ့ကျင့်ခန်းတွေအပြင်တီးသန့်နီးပြတစ်ယောက်ကိုပါငှားရမ်းပြီးလေ့ကျင့်ရေးအချိန်တွေကိုတိတိတသာတိုးမြင့်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2လ3လလောက်ကတည်းကကျွန်တော်တို့ကလပ်မှာလုံနေကြတဲ့ပိုတဲ့လေ့ကျင့်ရေးအစီအစဉ်တစ်ခုဆွဲထားတာပါ။အကောင်းဆုံးကြံ့ခိုင်မှုအဆင့်ကိုရောက်ဖို့ကျွန်တော်တို့2ယောက်အသေးအလဲကိုစူးစမ်းနေကြတာလို့အဆိုပါကွင်းလေလူကတောက်ကြနေမှာလော်ဒယ်ပိုလူကိုပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကိုယ်တိုင်တစ်နေ့ကို2ကြိမ်လေ့ကျင့်ဖို့သတ်မှတ်ထားပြီးတီးသန့်နီးပြနဲ့အတူအစွမ်းကုန်စူးစမ်းနေပါတယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။လာမယ့်နွေရာသီကမ္ဘာဖလားကိုရည်ရွယ်ပြီးပြုလုပ်နေတာဖြစ်ပေမဲ့ဒီလိုအပိုဆောင်လေ့ကျင့်မှုတွေကမက်ဆီနဲ့ဒီဘောတို့နှစ်ဦးစလုံးအတွက်ချက်ချင်းဆိုသလိုအကျိုးသက်ရောက်မှုရှိနေပါတယ်။မက်ဆီဟာအခုရာသီသစ် MLS ပွဲစဉ်12ပွဲမှာ12ဂိုးသွင်းယူပြီးဂိုးဖန်တီးမှု9ကြိမ်ပြုလုပ်ထားနိုင်ကပြီးခဲ့တဲ့အပတ်ကလည်းလိသမိုင်းတစ်လျှောက်ပွဲစဉ်64ပွဲအတွင်းသွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်း100ပြည့်မြောက်တဲ့အမြန်ဆုံးကစားသမားအဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ဒါဟာယခင်စံချိန်ဟောင်းပိုင်ရှင်ထက်31ပွဲပိုမြန်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကကစားခဲ့တဲ့ဆင်ဆင်နာတီအသင်းနဲ့အဝေးကွင်းပွဲစဉ်မှာလည်းမက်ဆီက hat-trick သွင်းယူပေးခဲ့ပြီးအသင်းကို9-3နဲ့အနိုင်ရရှိစေခဲ့ပါတယ်။ရာသီအစမှရုန်းခံခဲ့ရပေမဲ့ဒီဘောဟာအာဂျင်တီးနားနီးပြလီယိုနယ်စကာလိုနီရဲ့နောက်ဆုံးလူစီစီးမှုစီးရင်မှာနေရာတနေရာတေချာစီဖို့အတွက်သူ့ရဲ့ခြေစွမ်းကိုတိတိတသာမြင့်တင်လာနိုင်ခဲ့ပါတယ်။အသက်31နှစ်အရွယ်ကွင်းလေလူဟာကွင်းလေခန်းစစ်ပိုင်းကိုအကောင်းဆုံးထိန်းချုပ်ထားနိုင်ုံတွေမကတိုက်စစ်စီမှုတွေမှာလည်းမှန်ဆန်ဖြက်လက်တဲ့ကစားဟန်ကိုပြသနေပြီးလက်ရှိအချိန်ထိ3ဂိုးသွင်း9ဂိုးဖန်တီးပြီးထားနိုင်ပြီဖြစ်ပါတယ်။မက်ဆီနဲ့ဒီဘောနှစ်ဦးစလုံးဟာစကာလိုနီရဲ့ကနဦးကစားသမား55ယောက်စီးမှာပါဝင်နေပြီးအာဂျင်တီးနားနီးပြအနေနဲ့မကြာခင်မှာအပိသက်26ယောက်လူစီးကိုထုတ်ပြန်သွားမှာဖြစ်ပါတယ်။ပြိုင်ပွဲဝင်နိုင်ငံအားလုံးအနေနဲ့နောက်ကျဆုံးဇွန်လ1ရက်နေ့နောက်ဆုံးထားပြီးအပိသက်လူစီးထုတ်ပြန်ရမှာဖြစ်ပြီးပြင်သစ်လိုအင်အားကြီးနိုင်ငံချို့ကတော့သူတို့ရဲ့အပိသက်လူစီးကိုထုတ်ပြန်ပြီးဖြစ်ပါတယ်။အာဂျင်တီးနားနဲ့မက်ဆီတို့ကမ္ဘာဖလားချန်ပီယံပွဲကိုကာကွယ်နိုင်မလားစောင့်ကြည့်ရတော့မှာပါ။ဘောလုံးသတင်းများတင်ဆက်ပြီးနေတာမို့ follow လေးလုပ်ထားပေးပါအောင်နော်။အားလုံးပဲ good luck